အောက်ပါတော်ဆင်းရဲတာဟောဗျတော်ငယ်လေးတွေကဆင်းရဲပြီးတော့ကြီးလာတော့ဆက်လော်လေးဆော်ပြီးတော့ပတ်စံရလာတော့အာလူရဝင်ကျင်တာပေါ့အဓိကတော့ဆလော်ဆော်ရင်ကားမဟုတ်ဘူးမှာအိမ်ဆိုင်တော့ဝယ်လို့ရတယ်ကိုလည်းဆလော်ဆော်ရင် အနာဘီလေးတက်လိုက်ရရင်တော့နိုင်တော့တယ်ကွာဒီဘက်နိုင်စရာချက်ရှိတော့မရှိနေဘူးတဲ့မြင်မနေဘူးနိုင်စရာချက်ရတော့အာဆလာဆာမင်းမြင်လို့လားစောက်တော်သားလာရမြန်တော်သားမင်းမြင်ဘူးလို့လားမင်းတို့စောက်တော်သားလိုမျိုးမှပိတ်လေးနဲ့ဆလောထိုင်ဆော့ပြလိုက်လို့ကတော့မင်းကားတစ်စီးမဟုတ်10စီးလောက်ရစောက်ကူးอ่ะအားချောင်းမနေနဲ့မင်းတက်သိရှိရင်ငါဖုန်းကင်လိုက်ဘလော့ပါပြန်ဖြီးပေးမယ်အော်ယူလို့စောက်ဘောလို့လိုက်မှာအားလာမချောင်းနဲ့ကြိုက်တဲ့ location ချလိုက်ညီမရင်းကြိုက်တဲ့ location ချလိုက်ဒီမှာစောက်ယူလို့စောက်ဘောချစ်တဲ့နော်ရပါလာမပြောနဲ့ကြီးပဲရမှာအဲ့ပွဲလေးနိုင်အောင်ဆောက်ရတော့ပွဲနိုင်အောင်ဆောက်ရတော့မယ်တော်ဒီပဲဆောက်ရဒီပဲတားမမိုင်တားအောင်ပါလေ